TikTok မှာ follower အများဆုံးဖြစ်တဲ့ account 6 account. Number 6 Zack King သူ့တော့ငါတို့အားလုံးသိပြီးသားပါသူရဲ့ magic trick တွေကလုံးဝမိုက်တယ်သူကတော့ 82.3 million follower ရှိတယ် he really deserves that. Number 5 ကတော့ TikTok သူကိုယ်တိုင်ဖွင့်တဲ့ TikTok ကိုသူကိုယ်တိုင်တော့ follower အများဆုံးမရတာကိုနံပါတ်5မှာပဲရှိတယ် TikTok ကတော့ 88.4 million follower ရှိတယ် Number 4 Bella Approach သူ့ကိုမသိရင်တော့ဒီ video လေးတော့သိမှထင်တယ်to the beat, Sam to the beat, M to the beat, Sam to the beat, Sam to the beat. သူကတော့ 94 million follower ရှိပြီးတော့ TikTok မှာနံပါတ်4နေရာမှာ follower အများဆုံးဖြစ်နေတယ် Number 3ကတော့ငါတို့အားလုံးသိပြီးသားဖြစ်တဲ့ Master Beast YouTube မှာလည်း subscriber အများဆုံးရတာတဲ့ YouTuber တယောက် TikTok မှာတော့နံပါတ်3နေရာမှာပဲရှိနေတယ်သူကတော့ 115.1 million follower 115.1 million follower ရှိရပါနံပါတ်2ကတော့ Charlie D'Amelio သူ့တော့မြန်မာနိုင်ငံလူတွေတော်တော်များသိမသိကွာသူကတော့ 159.2 million follower ရှိတယ်ဒုတိယ TikTok follower အများဆုံးနေရာမှာရှိနေတယ်နံပါတ်1ကတော့ငါတို့အားလုံးသိပြီးသားဖြစ်တဲ့ဆရာကြီး Kabila Main ပါသူကတော့ follower 162.5 million follower ရှိပြီးတော့အခုချိန်ထိ TikTok မှာ follower အများဆုံးနေရာမှာရည်တည်နေတယ်ဒါနဲ့သူ့ဗီဒီယိုတွေမတွေ့တာအောင်တော့ကြာပြီနော်